ခေတ်တိုက်ကောင်လေးရဲ့အပိုင်ကိုလေးလာပါပြီးရှင်သေးတွေကိုပုံဖော်ပြီးအိုးလုံးနေတာကိုဂျူနီယာရောကောင်လေးကဘေးကနေပါဆက်ဟောင်းသားနဲ့ငေးကြည့်နေတာပါပဲကောင်လေးကဟာခင်များရဲ့ဈေးကိုဘလောက်ပဲလက်အောင်လှုပ်ရင်းနဲ့ထီရင်ပျော်သွားမှာပေါ့ဒါကြီးနဲ့စောင်းရသည်တစ်ခုလုံးရေဘလို့တိုးလောက်မလဲလို့မေးလိုက်တယ်ဒီခါမှာတော့ခေလူသားကဒါကိုမြေအိုးကျန်းလို့ခေါ်တယ်မိထဲမှာတစ်ခါလောက်ရဲသွားအောင်ဖုတ်လိုက်ရင်လုံးဝပြောင်းလဲသွားမှာရေထဲတာမပြောနဲ့မိပေါ်တင်ပြီးအသားကျက်ရင်တော့မပြတ်ဘူးလို့ပြန်ပြောလိုက်တာပေါ့ဒါကိုကြားသွားတဲ့မျိုးနွယ်စုခေါင်းဆောင်ကြီးကဘာရဲ့မိပေါ်တန်းတင်ပြီးတုံးလို့ရတယ်ဟုတ်လားအိုးနတ်ဖျားကြီးတို့ရေဆိုပြီးမင်းတက်သွားတာလေခေလူသားကလည်းကဲအားလုံးပဲငါတင်ပေးတဲ့အတိုင်းရန်စေးတဲ့ကကြောက်ခဲတွေကိုအကုန်ဖယ်ဆန်းဒီနေ့ငါတို့နတ်ဖျားသုံးပစ္စည်းတစ်ခုဖန်တီးကြမယ်လို့ကြွေးကြော်လိုက်တယ်ဒီလိုနဲ့တမျိုးနွယ်လုံးရန်စေးနေပြီးမိဖို့ကြီးတိဆောက်ကြတော့တာပေါ့ညဘက်ရောက်တော့မိဖို့ကြီးထဲမှာမိတွေရဲပြီးအကြောင်းတွေထက်လာတယ်ခေလူသားကအချိန်တန်ပြီးဖုံးရွေနောက်ဆုတ်ဆန်းလို့ပြောပြီးမိဖို့တကားကိုဖွင့်လိုက်တာမိခိုးငွေတွေထွက်လာပြီးအားလုံးကရင်ကုန်စွာနဲ့ကြည့်နေကြတော့ခေလူသားကတုံးနဲ့မိသွေးတွေကိုဖယ်လိုက်တော့ဟာမြေအိုးတွေအကုန်ကွဲထွက်နေတာပါပဲကောင်လေးဖုံးရွေကကွဲကုန်ပြီးအကုန်ကွဲကုန်ပြီးနတ်ဖျားပစ္စည်းမရှိတော့ဘူးဆိုပြီးအော်တော့အားပဲခေါင်းဆောင်ကြီးကလည်းနတ်ဖျားတွေအမျက်တော်သားထွက်သွားပြီးငါတို့နတ်ဖျားတွေကိုပြစ်မှားမိလို့ဒီလိုတန်းခတ်လိုက်တာပါဆိုပြီးမြေကြီးပေါ်ဒူးထောက်ပြီးငိုရိုတော့တာပေါ့ဒါပေမဲ့ခေလူသားကတော့အိုးကွဲဆက်ကိုကောက်ကင်ကြည့်ပြီးအားလုံးပါဆက်ပိတ်ထားစမ်းလို့អော်လိုက်တယ်နတ်ဖျားတွေကငါတို့ရန်စေးကစားတာကိုဂယူးဆိုင်မနေဘူးကိုကြာရှုံးချင်းဆိုတာအောင်မြင်ခြင်းရဲ့မိခင်ပဲရန်စေးတွေကိုပြန်နေကြမီးပူချိန်ကိုငါကိုယ်တိုင်ထိမ့်မယ်ပြန်ဖုတ်မယ်ဆိုပြီးမီးပိုတဲကိုတသားတုံးကြီးထည့်ပြီးမီးကိုရဲနေအောင်မွေးလိုက်တာပေါ့မီးတောက်ကြီးတွေကောင်းကင်ထိလောင်တက်သွားတာကိုကြည့်ပြီးတမျိုးနွယ်လုံးအံ့နာသွားကြလေရဲ့နောက်တနေ့မနက်မှာတော့မီးဘိုကိုခေလူသားကပြန်စစ်ကြည့်တယ်မီးသွေးတွေကိုဖယ်မီးဘိုထဲလက်နိုင်ပြီးအိုးကြီးကိုမထုတ်လိုက်ချိန်မှာတော့အံ့စရာပဲရန်စေးအိုးကြီးကမကွဲပဲအကောင်းလိုက်ကြီးထွက်လာတယ်လေအိုးကိုတောက်ကြည့်လိုက်တော့တောက်ဆိုတဲ့အတန်မာကြီးထွက်လာတာပေါ့ခေါင်းဆောင်ကြီးကအောင်မြင်သွားပြီလားဆိုပြီးပါဆက်ဟောင်းသားဖြစ်သွားတယ်ဒီလိုနဲ့ခေလူသားကဖက်ရက်ကြီးနဲ့ရေယူပြီးမီးပေါ်တင်ထားတဲ့အိုးထဲလောင်းထည့်ပြလိုက်တဲ့ရေလဲမယိုဘူးမီးပူချိန်ကြောင့်ရေတွေစူပွက်လာတာကိုကြည့်ပြီးကောင်မလေးနဲ့လူတွေကဟာရေမယိုဘူးမီးစုပ်ထားတာတောင်ရန်စေးကမကွဲဘူးဟာဆိုပြီးအမှသွားကြတယ်ခေါင်းဆောင်ကြီးဆိုရင်ဒါတကယ်နဲ့ဖျားရဲ့ဖန်ဆင်းခြင်းပဲဆိုပြီးဒူးထောက်ကန်တော့ကြတော့တာပါပဲခေါင်းဆောင်ကြီးကတားရည်နဲ့အိုးကိုကင်ပြီးအောင်ပွဲခံတယ်လို့မမြောက်လိုက်တဲ့အချိန်မှာပဲရုတ်တရက်ကောင်းကင်ကြီးတစ်ခုလုံးမင်းမောင်သွားပြီးတိမ်လက်ကြီးတွေတက်လာတယ်နောက်တစ်စက္ကန့်မှာပဲနင်းတွေထုံထိုးကြလာပြီးယာတီဥဒုကချက်ချင်းဆောင်းယာတီရောက်သွားတာပါပဲခေလူသားတောင်ဟာကွာဒီယာတီဥဒုကစာအုပ်လန်နာထက်တောင်မြန်သေးတယ်ဆိုပြီးချမ်းလုံးလို့တုံနေရတယ်တမျိုးနွယ်လုံးလဲတောင်ကောင်းရဲကိုပြေးဝင်ပုံကြရတော့တာပေါ့နင်းဖုံးနေတဲ့တစ်တော်ထဲမှာခေလူသားကစူပူတောက်နေတော့ကောင်လေးဖုံးကြီးကလန်ကိုကင်ပြီးအပြေးရောက်လာတယ်ဟာတောင်နောက်ဖက်မှာအတီးနီရောင်တွေတီးနေတဲ့တစ်တော်ကြီးတွေ့ခဲ့တယ်အစိတ်ရှိမရှိတော့မသိဘူးလို့သတင်းလာဖို့တယ်ခေလူသားကဒီယာတီမှာတစ်ပင်ပေါ်တီးနေရဲ့အတီးဟုတ်လားသွားမယ်လမ်းပြဆန်းငါရဲ့စိုက်ပျိုးရေးဒီအန်အေးတွေနိုးကြလာပြီဆိုပြီးထပြေးတော့တာပဲအပင်ပေါ်မှာစီးနှင်းတွေနဲ့ခဲနေတဲ့တိုရှိတီးတွေကိုတွေ့လိုက်ရတယ်ခေလူသားကအတီးတစ်လုံးခူးပြီးကိုက်စားလိုက်တော့ဟာလန်းဆန်းသွားတာပဲဒါနင်းခဲတိုရှိတီးပဲအားလုံးဘာငေးကြည့်နေတာလဲဘိုက်ပြစ်အောင်စားကြဆန်းလို့ပြောလိုက်တယ်ကောင်လေးဖုံးကြီးကအတီးကိုတကိုက်ကိုက်လိုက်တာနဲ့ချိုလုံးလို့မျက်ရည်တွေတောင်ကျလာတာပါအခြားလူတွေလည်းအပင်ပေါ်ကအတီးတွေကိုကိုက်စားပြီးဒါနဲ့ဖျားပေးရဲ့အတီးရဲ့ဆိုပြီးဝမ်းသာအားရဖြစ်နေကြတာပေါ့ခေလူသားကတော့နင်းခဲတိုရှိတီးတစ်ခါစားလိုက်ရတာနဲ့ဒီတော့သူတောင်သားတွေစိတ်လွတ်သွားကြပြီးလို့စိတ်ထဲကရေရွတ်လိုက်မိတယ်ခေလူသားကဓာတ်ခောက်ကိုထုတ်ပြီးအတီးကုံကိုနွားပြလိုက်တယ်အကုန်လုံးစားဖို့ကြီးပဲမကြည့်နဲ့ဖုံးကြီးအတီးမာမာတွေကိုခူးငှလို့အခွန်နွားပြီးလေတူ6လမ်းတိုရှိတီ6လုံးမယ်လို့ခိုင်းလိုက်တယ်ကောင်လေးကအခွန်နွားလိုက်ရင်ပုတ်သွားမှာပေါ့လို့မေးတော့ခေလူသားကနင်ပါတီးလို့လဲဒါကိုရေတက်ထုတ်တာခေါ်တယ်မြေကြီးပေါ်ကျနေတဲ့အတီးတွေကိုအကုန်ကောက်ဆန်းချေပစ်မယ်အဖုံးပိတ်ပြီးအချင်းဖောက်မယ်ခဏနေရင်တကယ်နဲ့တူတာလို့အရက်ချိုကိုငါတော့ပြမယ်လို့ကြွေးကြော်လိုက်တာပေါ့ဒါပေမဲ့ဒီချိန်မှာပဲရန်သူရေနဲ့မျိုးနွယ်စုကပူစိန်ကြီးကင်ပြီးရောက်လာတယ်အားလုံးလက်စတိန်ဆန်ဒီတစ်တော့ကငါတို့ရေနဲ့မျိုးနွယ်စုရဲ့ပိုင်နဲ့ပဲမီးမျိုးနွယ်စုကအမိုက်တွေနင်တို့တည်ခြင်းလို့လားလို့အော်ဟစ်ကျင်းမောင်းလိုက်တယ်ဒီခါမှာတော့ကောင်လေးဖုံးကြီးကဒေါသထွက်ပြီးမျက်လုံးတွေနီးရဲလာကဟဲဆန်နင်သာငါတို့ရဲ့ဆရာကြီးရဲ့စံပင်တမြင်ကိုထိကြည့်နှင့်ကိုငါဒီနေ့တနာစရာဖြစ်အောင်ဆုပ်ပစ်မယ်လို့ပြန်អော်လိုက်တယ်ရန်သူခေါင်းဆောင်ကဟာဟာဟာအယိုးပေါ်အရေးတင်နေတဲ့အမိုက်တွေကများငါ့ကိုတားရဲတယ်ပေါ့ဆိုပြီးလောင်ပြောင်လိုက်ရာကနေနောက်ပိုင်းပါဆက်ဖြစ်မလဲဆိုတာစောင့်မျှော်ရင်းလိုက်နဲ့ဖော်လိုလေးလို့ဖို့မမင်းနဲ့နော်